အားလုံးပဲမင်္ဂလာပါရှင် Welcome to Vlog by Azalea ဒီဗီဒီယိုလေးကတော့အိန္ဒိယနိုင်ငံပန်ချမ်မြို့မှာရှိတဲ့ North East တိုင်းသားတွေရဲ့ Christmas ပွဲကိုသွားခဲ့တဲ့ vlog လေးပဲဖြစ်ပါတယ်ဒီ Christmas tree လေးကတော့အိမ်မှာပဲကိုယ်တိုင်ပြင်ထားတဲ့ tree လေးပေါ့နော်ဆိုတော့ပွဲမသွားခင်အရင်ဆုံး make up ပြင်သွားပါမယ်ပထမဆုံးအနေနဲ့ skin အရင်ခဲတယ်ပေါ့နော်sunscreen တို့ moisturizer တို့အရင်လိမ့်ပြီးတော့မှ make up စပြင်ပါတော့မယ်ခုတော့ကဲနောက်ဆုံးမှာတော့ပြင်ဆင်လို့လည်းပြီးသွားပါပြီဒီနေ့ဝတ်မဲ့ outfit လေးပါပဲအောက်မှာအရင်အေးတော့ stocking အနွေးထက်လေးနဲ့အပေါ်နဲ့အနီရောင် scarf လေးပေါ့နော်နောက်ဆုံးပြင်ဆင်လို့ပြီးသွားတော့ကျွန်မအခန်းပေါ်နဲ့ outfit ချက်နေရပဲဖြစ်ပါတယ်အခုတော့ Azalea တို့ဖွဲ့ bus ကားပေါ်မှာလူဆောက်နေကြတာပါတော်တော်ကြာကြာကြီးတော့ဆောက်လိုက်ရတယ်ပေါ့နော်နောက်ဆုံးဆောက်လို့ပြီးသွားတဲ့အချိန်မှာတော့အခု Christmas ပွဲသွားနေပြီပေါ့နော်ဒါကတော့လမ်းမှာမြင်ရတဲ့ရှုခင်းလေးပါနောက်ဆုံးမှာတော့ Christmas လုပ်မဲ့နေရာရောက်ရှိလာပါပြီဒါကတော့ကျမပဲမြနေရပါအမကလေးလေးတွေ့တော့သူအရန်ချစ်ဖို့ကောင်းနေတော့ကလေးလေးနဲ့တပုံနဲ့ရိုက်လိုက်ပါသေးတယ်အခုကတော့ပွဲမစခင်ပြင်ဆင်နေကြတာပေါ့နော်ဒီကတော့ဒီနေ့ရဲ့ Christmas tree လေးဖြစ်ပါတယ်သူတို့နှစ်ယောက်ကတော့ဒီပွဲရဲ့ MC နှစ်ယောက်ပါ Christmas နေ့လေးဆိုတော့အရင်ဆုံး carol သချင်းတွေနဲ့အတူတူဆိုကြပါတယ်I wish you a Merry Christmas. I wanna wish you a Merry Christmas. I wanna wish you a Merry Christmas. အစီအစဉ်စမှာတော့စူတောင်းစကားတွေလည်းပြောကြတယ်ပြီးတော့ Bible လည်းဖတ်ကြပါတယ်အခုတော့ချချောင်းရဲ့ပါစတာကတရားဟောနေတာပေါ့နော်အစီအစဉ်ပြီးသွားတဲ့အခါမှာတော့ထမင်းကြော်နဲ့အသားဟင်းကျွေးပါတယ်ထမင်းကြော်တော့အရင်ပြော့နေပေမဲ့စားလို့တော့အတော်လေးကောင်းခဲ့ပါတယ်လင်မိုထီလေးနဲ့ဆိုအရင်လိုက်တာပေါ့နော်ကဲအစီအစဉ်လေးပြီးသွားပြီဆိုတော့အိမ်ပြန်ပါဦးမယ်အဆုံးထိကြည့်ပေးကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်